တောင်စပူလက်ရကျွန်းမှာမင်္ဂလာချက်တွေပေါ်ပြေလာတာပြမစုလေးပြလွမ်းကဘေးပြမတန်းပဲအေးချမ်းပဲတောင်စပူလက်ရကျွန်းမှာမင်္ဂလာချက်တွေပေါ်ပြေလာတာပြမစုလေးပြလွမ်းကဘေးပြမတန်းပဲအေးချမ်းပဲမြစ်တာဆန်းရင်မခံသစ္စာပန်းတွေပွင့်လန်းလို့ဝေဖြာဒါနအကျိုးကြောင့်ယရနာမိုးရွာသွန်းသိပမာကျက်တီတက်နေအခက်ဝေဝေစားသာသနာကျိုးကြောင့်တရားမိုးရွာနေသည်များသည်ပရာဏမဟုတ်ပါမြဝေနေရဘုရားဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါနေသည်များသည်ပရာဏမဟုတ်ပါမြဝေနေရဘုရားဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါမရှိလို့မလို့မရှိရှိတာလေးတော့လူပြအောင်လူပါသူငါဒါနာမျိုးစေစိုက်ကြပြူကြပါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်သက်တော်ရှိပါစေစိတ်ဆင်းရဲခြင်းကင်းပါစေကိုယ်ဆင်းရဲကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေ
စေ